အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ grade 9 သင်္ချာ2ရဲ့အခန်း1နံပါတ်3ပုဒ်စာကိုဆက်လက်ရှင်းပြမှာဖြစ်ပါတယ်။ဒါဆိုရင်အရင်ဆုံးပုဒ်စာကိုတူတူကြည့်လိုက်ရအောင်။ပုဒ်စာကဒီမှာ3ကံပုံလေးတစ်ပုံပေးထားပါတယ်။ ABC ဆိုတဲ့3ကံပုံလေးတစ်ပုံပေးထားပါတယ်။အဲ့ဒီ3ကံမှာဆိုရင် D ရဲ့ E ရဲ့ F ရဲ့အဲ့ဒီအမှတ်3မှတ်ကတဲ့ဒီအနာတနာချင်းစီရဲ့အလယ်မှတ်တွေလို့ပုဒ်စာမှာပေးထားပါတယ်။အဲ့ဒါဒီပုဒ်စာရဲ့အဓိကပေးချက်ပါ။ဒါဆိုရင် तू ကဘာတွေမေးထားလဲ။မေးထားတဲ့အချက်ကဒီမှာ3အားလုံးပေါင်း၄ပုတ်ရှိပါတယ်။ကာကြီးခါခွေကာငင်ကာကြီး၄ပုတ်ရှိပါတယ်။ကျွန်တော်ဒီမှာမဆက်နေတဲ့၄ပုတ်တော့မရေးတော့ပါဘူး။ဒါဆိုရင်ဒီမှာနံပါတ်ကာကြီးပဲရေးထားပါတယ်။နံပါတ်ကာကြီးကဘာလဲဆိုတော့ FE အပြိုင် BC FE အပြိုင် BC နောက်တစ်ခုက FD အပြိုင် AC FD အပြိုင် AC နောက်တစ်ခုက DE အပြိုင် BA ဖြစ်ကြောင်းပြပါတယ်။ဒါဆိုရင်နံပါတ်ကာကြီးကိုအရင်ပြပါမယ်။ဒါဆိုရင်အဲ့ဒီသူ့ရဲ့ပြထားချက်ကိုအရင်မပြမီကျွန်တော်တို့အရင်ဆုံးအရှိကအခြေခံချက်လေးကိုပြန်ဖို့အဲ့ဒါဘာလဲဆိုရင်ဒီမှာ3ကံတစ်ခု3ကံ ABC ဆိုပါစို့ဗျာအဲ့ဒီမှာဒီအနာတနာနဲ့ပြန်အောင်လို့အနာဆွဲလိုက်ဒါဆိုရင်ဒီနာနဲ့ဒီနာနဲ့ပြိုင်သွားတယ်ဒီနာမှာ D ရဲ့ E ဒါဆိုရင် D နဲ့ E နဲ့ဘာဖြစ်သွားလဲဆိုတော့ပြိုင်တယ်အနာတွေပြိုင်မယ်ဆိုရင်အဲ့ဒီအနာနာကိုဖယ်လိုက်ပါကျန်တဲ့အနာချိုးတွေညီမယ်ဒီဘက်မှာဆိုရင်AD by DB ညီမြချင်း AE by EC အဲ့ဒီပုံစံကိုပြန်သုံးပါမယ်အဲ့တော့ပြန်ရင်အနာချိုးရညီတဲ့အနာချိုးရညီပြိုင်တယ်โอเคဒါဆိုရင်ပြချက်ကိုစပါပြချက်မှာပြချက်ကိုစပြီဆိုရင်အရင်ဆုံးသတိထားမယ်ချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သင်္ချာ2မှာပြချက်ကိုစတွက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်ကစမလဲဆိုရင်အမြဲတမ်းပေးချက်ကစပေးချက်မှာပေးထားတဲ့အချက်တွေကိုသုံးပြီးတော့ဒီမှာစပြီးတော့တွက်ပါဒါဆိုရင်ပေးချက်မှာပေးထားတာက DF တို့ဒီရဲ့ BC CA AB တို့ဤအလယ်မှတ်တွေလို့ပေးထားပါတယ်ဒါဆိုရင်အလယ်မှတ်ဆိုတဲ့သဘောတရားကိုပြောထားပြီးသားပါအဲ့တော့အလယ်မှတ်ဆိုတာဒီဟိုဘက်ချမ်းဒီဘက်ချမ်းတူတယ်ဆိုပါလို့ဥပမာအားဖြင့်ဒါလေးကမြင်းချောင်းလေးတစ်ချောင်းအဲ့ဒီမြင်းချောင်းဒီဒါကအစဆုံး12လက်မှရှိတယ်ဆိုပါလို့12လက်မှကိုအလယ်ကတက်ဝက်လိုက်ဒီနာဒီ6ဒါဆိုရင်ဒီဘက်နေဒီလဲ6ဒီကနေဒီလဲ6အဲ့ဒါဒီအလယ်မှတ်ရဲ့သဘောတရားပါဒါဆိုရင်ဟိုဘက်ကောဒီဘက်ကိုအနာကိုတူပါတယ်သူ့ရဲ့ပု္ပ္ပစာမှာလည်းဒီလိုပေးထားပါတယ်ဒီမှာဒီနာနနာတူတယ်ဒီအနာနနာတူတယ်ဒီအနာနနာတူတယ်ပု္ပ္ပစာရဲ့ပုံမှာလည်းပေးထားပါတယ်โอเคဒါဆိုရင်ကျွန်တော်ပေးချက်တွေကိုယူပြီးတော့စားလိုက်ရအောင်အရင်ဆုံးပေးချက်က D ဒီ BC ရဲ့အလယ်မှတ် D BC ရဲ့အလယ်မှတ်အဲ့ဒီအလယ်မှတ်ဖြစ်တဲ့အတွက်ဒီမှာနှစ်ပိုင်းပိုင်းလိုက်ပါမယ်ဒီဘက်ဆိုရင် BD ဒီဘက်ဆိုရင် DC BD ညီမြချင်း DC BD နဲ့ DC နဲ့တူသွားပါမယ်အကြောင်းပြချက်ကဘာလဲဆိုတော့ DD BCE အလယ်မှတ် DD BCE အလယ်မှတ်အဲ့တော့ရှေ့အတိုင်းပဲတူတဲ့နှစ်ခုကိုတစ်ခါတည်းအချိုးချခဲ့ BD by DC ညီမြချင်း1 equation 1နောက်တဲ့ပေးချက်တစ်ချက်က ED AC အလယ်မှတ် E ဟာ AC ရဲ့အလယ်မှတ်ဖြစ်တဲ့ဒီနာ AE နဲ့ EC နဲ့ AE ညီမြချင်း EC AE ညီမြချင်း EC တို့ကြောင့်ချိုးချလိုက်ပါမယ် AE by EC ညီမြချင်း1 equation 2တူတာနှစ်ခုကိုချိုးချရင်အမြဲတမ်းတက်ရမှာပဲနောက်တစ်ပြီးတဲ့တစ်ချက်က F ဒီ AB ရဲ့အလယ်မှတ်အဲ့ဒီအတွက် AF ညီမြချင်း BF AS ညီမြချင်း FB AF ညီမြချင်း FB အဲ့တော့ AF by FB ညီမြချင်း1 equation 3ဒါဆိုရင် equation 3ကြောင်းရပါပြီဒါဆိုရင် equation 3ကြောင်းကိုတစ်ချက်ကြည့်ပါမယ်ဒီမှာ1ဒီမှာလည်း1ဒီမှာလည်း1အဲ့တော့ equation 3ကြောင်းတစ်လုံးမှာကဘယ်ဘက်ချမ်းနေမှာတော့မတူဘူးသို့ပေမဲ့ညာဘက်ချမ်းနေမှာတူတယ်အဲ့တော့ equation ရဲ့သဘောတရားမှာဘယ်ဘက်ချမ်းညီရင်ညာဘက်ချမ်းနေညီတယ်ညာဘက်ချမ်းညီရင်ဘယ်ဘက်ချမ်းနေညီတယ်ဆိုတဲ့သဘောတရားရှိပါတယ်ဒါဆိုရင်အဲ့နှစ်ခုကိုသုံးပြီးတော့ကျွန်တော်တို့ပြပါမယ်ဒါဆိုရင်1နဲ့2ကိုအရင်ရှင်းလိုက်မယ်1နဲ့2 from 1 and 2 1နဲ့2အရာဒီနှစ်ခုကတခါတည်းညီသွားပါမယ် BD by DC ညီမြချင်း BD by DC ညီမြချင်း AE by EC BD by ညီမြချင်း BD by EC ညီမြချင်း AE by EC အဲ့ဒီအနာချိုးနှစ်ချိုးသွားတူမယ်ဒါဆိုရင်အဲ့ဒီအနာချိုးနှစ်ချိုးတူရင်ဘာဖြစ်သွားမလဲဘယ်အနာရိတ်ပြိုင်သွားမလဲโอเคကျွန်တော်တို့ပုံမှန်ရှာကြည့်မယ် BD by DC
BD by DC အဲ့ဒီအနာချိုနောက်တစ်ခုက AE by EC ဒီနှစ်ခု BD by DC ဒီအနာချိုနှစ်ချိုရဲ့ဒီဘက်က AE by EC အဲ့တော့အနာချိုနှစ်ချိုညီဘာဖြစ်မလဲဆိုတော့ပြိုင်မယ်ဘယ်အနာပြိုင်မလဲဒီမှာသေချာပြန်ပြပါပါမယ်အဲ့နေရာမှာနည်းနည်းလေးရှုံနိုင်တယ်ရှုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအနာချိုခဏလေးဖယ်ကြည့်လိုက်ပုံပါ BD by DC ဒီဟာလေးဖယ် BD ခဏဖြတ်ကြည့်လိုက် BD ရဲ့ DC ရဲ့ဖြတ်ကြည့်လိုက်ပြီးတော့ရင် AE ကိုလည်းခဏဖြတ်မယ် EC ကိုလည်းခဏဖြတ်အဲ့တော့ဘာကြံမလဲဆိုတော့ဒီနာတစ်ခု DE နဲ့ဒီမှာ A ရှိအဲ့တော့ဘာဖြစ်သွားမလဲ AB တို့ကြောင့် DE အပြိုင် PA DE အပြိုင် PA အဲ့တော့ equation 1နဲ့2ကိုညီတော့အဲ့လိုရတယ်နောက်တစ်ခု from 1 and 3 equation 1နဲ့3ကိုပေးညီလိုက် equation 1က BD by DC BD by DC ညီမျှခြင်း equation 3က AF by FB AF by FB အနာချိုနှစ်ချိုတူပါပြီဒါဆိုရင်ဘယ်အနားတွေပြန်နေပုံမှန်ရှာကြည့်မယ် BD by DC BD by DC ဒီနာဟိုဘက်က AF by FB ဒါဆိုရင်ဒီနာချိုနှစ်ချိုညီတယ်အဲ့ဒီအနာချိုနှစ်ချိုညီတယ်ဆိုအဲ့ကောင်ဖယ်လိုက်အဲ့ဒီကောင်ဖယ်ရင်ဘယ်အနားတွေသွားပြန်မလဲနော်အဲ့ဒီကောင်ဖယ်ရင်ဘယ်နားတွေပြန်မလဲဆိုတော့ okay ဒါကနှစ်ကိုကပုံပါဒါကနှစ်ကိုပုံပြန်ဆွဲကြည့်လိုက်အဲ့တော့ဒီနားတွေဖယ်မယ်ဒီအနားတွေဖယ်မယ်ဒါဆိုရင်ကြံမှာကဒီအနားကြံတယ်အဲ့ဒီအနားနဲ့ဒီအနားနဲ့ပြိုင်မှာကဒီအနား AC နဲ့သွားပြိုင်မှာက FD ထို့ကြောင့်ဒီအနားချိုးနှစ်ချိုးညီတော့ဒီကြားကမျက်နှာကြောင်းပြိုင်ပါFD အပြိုင် AC နောက်တစ်ခုအခု1နဲ့2နဲ့ပြီးပါပြီ1နဲ့3ကိုပြီးဒီက2နဲ့3ကိုညီပေးလိုက် from 2 and 3 equation 2နဲ့3ကိုညီပေးလိုက်2ကဒီမှာ AE by EC AE by EC ညီမျှခြင်း3က AF by FB AE by EC AF by FB okay ဒါဆိုရင်ပုံမှန်နာချုပ်ပြန်ရှာဒါကသူ့ရဲ့နှစ်ခုပုံပါ okay AE by EC AE by EC ဒီအနားရဲ့ AF by FB okay ဒါဆိုရင်ဒီဘေးကအနာချိုးနှစ်ချိုးညီအဲ့ဒီဘေးကအနာချိုးနှစ်ချိုးညီမယ်ဆိုရင်အဲ့ဒီနှစ်ကြားတွေကဒီအနာ FE နဲ့ BC နဲ့သွားပြိုင်မယ်ဒီလိုအနာချိုးနှစ်ချိုးညီမယ်ဆိုရင်ဒီကြားကအနာတွေပြိုင်ပါမယ်ဆောဆောအရှိရတိုင်းပါပဲโอเคအဲ့တော့ဒီဟာကတစ်ခုကိုအနာချိုးတစ်ခုကိုယူတတ်ပြီဆိုရင်ကျန်တဲ့နှစ်ခုကတစ်ခါတည်းအော်တိုရပါတယ်ခါတည်းသဘောပေါက်လွယ်ပါတယ်အဲ့တော့ AE EC ဒီနာညီတဲ့အတွက်ဒီကြားတွေကဘာဖြစ်လဲဆိုတော့ FE ထိုးကြောင်း FE အပြိုင် BC FE အပြိုင် BC ဒါဆိုရင်သူနံပါတ်ကကြီးမှာပြခိုင်းတယ် FE အပြိုင် BC FE အပြိုင် BC ဒီမှာရသွားပါပြီနောက်တစ်ခု FD အပြိုင် AC FD အပြိုင် AC ရသွားပါပြီနောက်တစ်ခု D အပြိုင် BA D အပြိုင် BA ဒါဆိုရင်သူပြခိုင်းတဲ့နံပါတ်ကကြီးရသွားပါပြီနံပါတ်ကကြီးမှာကျတော့နည်းနည်းလေးသူကရှင်းနေတဲ့အတွက်ရှုပ်သွားမှဆိုရပါတယ်အဲ့တော့ဒီနားမှာအနာချိုးလေးတွေရလာပြီဆိုရင်အလွယ်ကူဆုံးပြောပြရမယ်ဆိုရင်ဥပမာဆိုပါစို့1နဲ့2မှာဒီလိုအနာချိုးလေးတွေရလာအဲ့လိုအနာချိုးလေးတွေရလာပြီဆိုရင်ကျောင်းသားကျောင်းသူတွေအနေနဲ့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအနာချိုးဒီပုံမှာရှာလိုက် BD by DC BD by DC BDDC ဆိုတာဒီအနာကြီးဒီအဲ့အနာပြီးသွားရင် AEEC AEEC ဒီအနာပါအဲ့အနာပါဒါဆိုရင်အဲ့အနာနှစ်နာအချိုးညီသွားပြီအဲ့ဒီအနာချိုးနှစ်ချိုးညီမယ်ဆိုရင်အဲ့ဒီနှစ်ခုရဲ့ကြားကဒီမှာဒီကြံတဲ့အနာနဲ့ပြိုင်တာဒီကအဲ့နှစ်ခုဟောတိုပြိုင်ပါလေအဲ့ဒီလိုမျိုးလေးကြည့်ပြီးတော့ယူမယ်ဆိုရင်ပို့ပြီးတော့ရှင်းသွားနိုင်ပါတယ်โอเคเนาะဒါဆိုရင်ကျန်တဲ့ BC ဒီကိုဆက်ပါမယ်အဲ့ဒီဆိုရင်
ကျောင်းသားကျောင်းသူတွေအနေနဲ့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအနာချို့ဒီပုံမှာရှာလိုက် BD by DC BD by DC BDDC ဆိုတာဒီအနာကြီးဒီအဲ့အနာပြီးသွားရင် AEEC AEEC ဒီအနာပါအဲ့အနာပါဒါဆိုရင်အဲ့အနာနှစ်နာအချိုးညီသွားပြီအဲ့ဒီအနာချိုးနှစ်ချိုးညီမယ်ဆိုရင်အဲ့ဒီနှစ်ခုရဲ့ကြားကဒီမှာဒီကြံတဲ့အနာနဲ့ပြိုင်တာဒီကအဲ့နှစ်ခုအော်တိုပြိုင်ပါတယ်အဲ့ဒီလိုမျိုးလေးကြည့်ပြီးတော့ယူမယ်ဆိုရင်ပို့ပြီးတော့ရှင်းသွားနိုင်ပါတယ်โอเคเนาะဒါဆိုရင်ကျန်တဲ့ BC ဒီကိုဆက်ပါမယ်